Joshua Vanကွဲပြင်းနေအောင်ကြိတ်ပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့လေလုံးထွားသွားပြန်တဲ့ချန်ပီယံဟောင်းပန်တိုဂျာအစားရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြုဖိုက်တာတွေရဲ့ထူးခြားတဲ့အကြောင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်။ဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုတော့ကျွန်တော် channel လေး like and subscribe လုပ်ထားဖို့မြတ်တာခံနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပရိသတ်တွေစီကိုချပြခြင်းတဲ့သတင်းကတော့ Joshua Vanကိုကွဲပြင်းနေအောင်ကြိတ်ပြီးတော့မှအလဲထိုးပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျုံသွားလာပြန်တဲ့ချန်ပီယံပန်တိုဂျာရဲ့အကြောင်းအရာကိုပြောပြချင်တာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာပရိသတ်တွေက Joshua Van ရဲ့နောက်ပွဲသတင်းနဲ့ပတ်သက်ပြီးရင်ခုန်နေကြပြီးဒါပေမဲ့အားလုံးကလည်း Van ရဲ့နောက်ပြိုင်ဘက်ကဘယ်သူဖြစ်မလဲဆိုတာကိုတွက်ဆမိထားပြီးသားဗျာ Joshua Van ရဲ့ပြိုင်ဘက်ကပန်တိုဂျာဖြစ်ဖို့ပဲရာခိုင်နှုန်းကျင်းသေးတဲ့လောက်နှီးပါးကိုရှိတယ် promotion ဘက်ကဒီအခင်းချင်းကိုပဲဦးတည်နေတာဗျာ။ဘာကြောင့်လဲဆိုတော့ပန်တိုဂျာကလွယ်ပြီးအခြား fighter တွေကိုအခွင့်အရေးပေးဖို့ဆိုတာကရှားတယ်ပန်တိုဂျာကလက်ထံရကလည်းပြန်ကောင်းသွားပြီဒီတော့ဒီချန်ပီယံဟောင်းကြီးကိုပဲသူတို့ကချန်ပီယံစင်ကောခွင့်ပြန်ပေးမှာချန်ပီယံဖြစ်နေတဲ့ Joshua Van ကိုယ်တိုင်ကလည်းဘယ်အင်တာဗျူးမှာမဆိုပန်တိုဂျာနဲ့ပဲထိုးခြင်းနဲ့ပန်တိုဂျာကိုအနိုင်ပြခြင်းနဲ့လို့ခဏခဏပြောနေတယ်ဗျာVan ကဒီလိုပြောတာအကြောင်းရင်းတစ်ချက်ရှိတယ်။ဘာကြောင့်လဲဆိုတော့လူအများစုကအခုပန်တိုဂျာကို Joshua Van ကနိုင်သွားပြီးတဲ့အနေထားမှာဒီကောင်ကကန်ကောင်းလို့နိုင်တာစာရွက်ပေါ်ကချန်ပီယံမင်းကချန်ပီယံအတုစားတဲ့ပုံစံနေနဲ့ပြောကြတယ်။အထူးသဖြင့်ဘရာဇီးပရိသတ်တွေပြောတယ်ဗျာ။အဲ့ဒါတွေကို Joshua Van ကတက်ဆူရိုတိုင်နာနဲ့တွေ့တဲ့ပွဲမှာတော့ခြေပြပြနိုင်ခဲ့တယ်။တက်ဆူရိုတိုင်နာကိုအမှောက်သိပ်ပြီးခပတ်ကိုကာကွယ်နိုင်တယ်ဒါပေမဲ့အချို့ပရိသတ်တွေကမပြီးသေးဘူးဗျာသူတို့ကနားကိုပေါပေါဖောက်နေတော့မယ်ဘယ်လိုမျိုးလဲဆိုတော့ Joshua Van ကချန်ပီယံအတူပဲပန်တိုဂျာနဲ့တွေ့ရင်ရှုံးမှာပဲဆိုတဲ့ပုံစံမျိုးနဲ့တိုင်နာကပန်တိုဂျာရဲ့ level မဟုတ်ဘူးဆိုတဲ့ပုံစံနေနဲ့ပေါ့ဗျာပုံစံဘောင်းစုံပဲအားချောင်ကြဒါကြောင့်မလို့ Joshua Van ကဓာတ်တွေကိုခြေဖြတ်ခြင်းလေဗျာဒီတော့ပန်တိုဂျာနဲ့သူကထိုးခြင်းလေပန်တိုဂျာကလည်း Joshua Van ကိုအနိုင်ပြခြင်းလေသူကကျန်သေးတယ် तू ကလုံနိုင်သေးတယ်ဆိုတာကို तू ကသက်သေပြခြင်းတယ်ဒီတော့ဒီ fighter နှစ်ယောက်လုံးကလိုလိုလားလားရှိတယ်ဒီတော့ဒီပွဲကဖြစ်လာဖို့ရာခိုင်နှုန်းများပါဒီနေရာမှာထပ်ပြီးပြောချင်တာကဘယ်အချိန်မှာဖြစ်လာမလဲဆိုတဲ့အကြောင်းအရာပါလက်ရှိအချိန်ဒီသတင်းတွေထွက်နေတာကတော့စက်တင်ဘာလ19ရက် UFC 331ပြိုင်ပွဲအဲ့ဒီမှာ Joshua Van နဲ့ပန်တိုဂျာရဲ့ပွဲကပါလာမယ်ဆိုပြီးပြောတယ်လက်ရှိအချိန်ဒီ promotion ဘက်ကမကြေညာသေးဘူးဒါပေမဲ့မကြခင်မှာကြေညာတော့မယ်လို့ကျွန်တော်တို့နားလေတယ်ဘာကြောင့်လဲဆိုတော့လက်ရှိမှာ UFC 329လည်းပြီးပြီး UFC 330ပြိုင်ပွဲကိုဒီလာမယ့် August လထဲမှာကျင်းပသွားတော့မှအဲ့ဒီ UFC 330မကျင်းပခင်မှာပဲ Joshua Van နဲ့ပန်တိုဂျာရဲ့ UFC 331ပြိုင်ပွဲမှာပါဝင်လာမယ်ဆိုတဲ့အကြောင်းအရာကို promotion ဘက်ကကြေညာလာဖို့ရှိတယ်လို့ကျွန်တော်ကတော့နားလည်ထားပါတယ်။ဘယ်အချိန်မှာကြေညာလာမလဲကြည့်ရမယ်။အနေနဲ့မြန်ကြေညာလာဖို့ရှိပါတယ်။ဒီနေ့ပရိသတ်တွေစီကိုဦးစားပေးပြီးပြောချင်တာကချန်ပီယံဟောင်းပန်တိုဂျာက Joshua Van ကိုသူကကွဲပြင်းနေအောင်ကြိတ်ပြနိုင်တယ်အလဲထိုးပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြုလုပ်သွားတဲ့အကြောင်းအရာလေးကိုကျွန်တော်ကပရိသတ်တွေစီကိုပြောပြဖို့ယူဆောင်လာတာဖြစ်ပါတယ်။ပန်တိုဂျာကသူ့ Instagram ကနေ post တင်ထားတယ်ဗျာ။အဲ့ဒါကဘယ်လိုလဲဆိုတော့သူကအောက်တကန်ကြီးတဲ့ဝင်လာတယ်ဝင်လာပြီးတော့သူကပြိုင်ဘက်ကိုအမှောက်သိမ့်လိုက်တယ်ဆိုတဲ့ပုံစံမျိုးအခုကျွန်တော်ဒီမှာထည့်ပေးထားသလိုမျိုးဗျ Joshua Van ကိုလည်းဒီလိုကြိတ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ဗျာအဲ့လို post တင်ထားတာမျိုးကိုတွေ့ရပါတယ်သူ့ရဲ့ပရိသတ်တယောက်ကဘယ်လိုမျိုးရေးထားလဲဆိုတော့ပန်တိုဂျာဒီလိုမျိုး Joshua Van ကိုအလဲထိုးတာမျိုးငါမြင်နေတဲ့ချင်းတီဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းရေးသားထားတာမျိုးကိုတွေ့ရပါတယ်တချို့ပရိသတ်ကြပြန်တော့ဒီလိုမျိုးတော့ဖြစ်လာမှာမဟုတ်ဘူး round 1 round 2 round မှာပဲ Joshua Van ကိုပန်တိုဂျာကချုပ်ကွက်နဲ့ပွဲသိမ်းပြီးချန်ပီယံပြန်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လေသူတို့ဟောကိန်းထုတ်နေကြတယ်ဗျာဒါက Joshua Van ကိုမကျေနပ်တဲ့ပရိသတ်တွေပန်တိုဂျာရဲ့အရန်ချစ်တဲ့ပရိသတ်တွေကဒီလိုမျိုးကျွန်တော်တို့ fighter လေးကရှုံးမယ်ဆိုတဲ့အကြောင်းပြောနေတာပါပန်တိုဂျာကိုယ်တိုင်ကလည်း तू ကအမှောက်သိမ့်နိုင်တယ်ဆိုတဲ့ပုံစံမျိုးဗျာ तू ကရိုးသားသားဒီလိုမျိုးရိုက်တာမဟုတ်ဗျာ तू ကစားရီအများကြီးမပြောရင်တော့မှပဲဒါက Joshua Van ကိုအမှောက်သိမ့်ဖို့အိပ်ပျော်လုပ်ပေးဖို့ဆိုတဲ့ပုံစံမျိုးနဲ့ပဲ तू ကဒီလိုမျိုးရိုက်ထားတာကျွန်တော်အနေနဲ့တော့ဒီလိုပဲနားလဲတယ်ဒါကိုကျွန်တော်ကပရိသတ်တွေကိုပြန်ပြီးပြောပြတာဖြစ်ပါတယ်ခင်ဗျာဒီတော့ Joshua Van နဲ့ပန်တိုဂျာရဲ့အခင်းချင်းကရင်ခုန်စရာကောင်းလာပြီကျွန်တော်တို့ fighter တွေကလည်းလက်ရှိမှာအပြင်းထန်လေ့ကျင့်နေပြီပြီးတော့ Joshua Van ကပရိသတ်တွေကိုထပ်ပြီးမေးထားသေးတယ်မင်းတို့အားလုံးဒီပွဲကိုကြည့်ကျင်ကြတယ်မလားဆိုတဲ့ပုံစံမျိုးနဲ့သူနဲ့ပန်တိုဂျာရဲ့ပွဲအခင်းချင်းကိုမေးထားတယ်ပရိသတ်တွေကလည်းမြင်မြင်နဲ့တေချာပေါ့မင်းအလဲထိုးတာကိုမြင်မြင်နဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ရေးသားထားတယ်ဒီတော့မကြခင်မှာပရိသတ်တွေချားထဲမှာဒီပွဲရဲ့သတင်းတွေကရောက်ရှိလာတော့မယ်လို့ကျွန်တော်ယူဆတယ်မကြခင်ကာလအတွင်းမှာပဲ promotion ဘက်ကလည်း official ကြေညာလာဖို့ရှိနေပါတယ်ဟုတ်ကဲ့ပါဒါကတော့ Joshua Van ကိုအမှောက်သိပ်ပြမယ်၊ကွဲပြင်းနေအောင်ကြိတ်မယ်လို့ပြောဆိုလိုက်တဲ့ပန်တိုဂျာရဲ့အကြောင်းကိုပရိသတ်တွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ပြီးကျွန်တော်ပရိသတ်ဒီစီကိုပြောပြခြင်းတဲ့သတင်းကနောက်ထပ်ကျွန်တော်တို့ရဲ့မြန်မာခုံဆောင် fighter တဦးဖြစ်တဲ့ကျော်စွာဝင်းအနေနဲ့မကြခင်မှာပွဲထိုးရတော့မယ်ဆိုတဲ့အကြောင်းအရာကိုပြောပြခြင်းတာဖြစ်ပါတယ်ကျော်စွာဝင်းကကျွန်တော်တို့မြန်မာပရိသတ်တွေသဘောကျတဲ့ fighter one championship မှာကျွန်တော်တို့အားလုံးမျှော်လင့်ထားရတဲ့တဦးတည်းသော fighter လို့ပဲကျွန်တော်ကတော့ပြောခြင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့1မှာထိုးနေတဲ့မြန်မာ fighter အယောက်20လောက်ရှိတယ်
တယောက်မှရလက်ကောင်းတာမျိုးမရှိဘူးအယောက်20လောက်မှာပဲတယောက်ပဲစာချုပ်ကြီးသိမ့်ပိုင်နိုင်တယ်အဲ့ဒါကကျွန်တော်တို့မြန်မာကိုစားပြုဖိုက်တာဆိုလင်းဦးဒါမဲ့ဆိုလင်းဦးနဲ့နောက်ဆုံးထိုးတဲ့ပွဲတွေမှာရဲဆက်ဆက်ကိုရှုံးနေတာဒီလိုအနေထားနဲ့ဆိုလင်းဦးလည်းကျွန်တော်တို့မျှော်လင့်လို့မရတော့ဘူးဒီအချိန်မှာကျော်တော်ဝင်းကတော့တကယ်ကိုသေးသေးချာချာပြင်ဆင်ပြီးတော့မှကိုအောင်မြင်မှုတွေရရှိနေတယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ဝမ်းမှာထိုးတဲ့3ပွဲမှာ2ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတယ်ကြည့်လိုက်ဗျာနိုင်နဲ့2ပွဲကိုကြည့်လိုက်ရဆက်ဆက်ကျန်းတဲ့ပွဲတွေကြီးပဲနောက်ဆုံးပွဲမှာဆလာတန်တဲ့ပွဲဆို5 of the year ရနိုင်လောက်တဲ့အထိကိုကျန်းနေဗျာချန်ပီယံလူပွဲဘာပွဲမဟုတ်1 Friday fight ကပွဲကအဲ့လောက်ထိကျန်းတာဗျာဖိုက်တာနှစ်ယောက်လုံးရဲ့ဇွဲတဲ့တက်တီကလုံးဝအမခံပဲပထမဦးဆုံးထိုးတက်ခဲ့တဲ့ဂျပန်ဖိုက်တာနဲ့ပွဲကိုလည်းကြည့်ကြည့်လိုက်အမောက်သိပ်တာဗျာရဲဆက်ဆက်ကောင်းတာအဲ့လိုမျိုးအနေထားပြီးတော့ဒုတိယတစ်ပွဲမှာထိုင်းဖိုက်တာလိမ့်နင်ညာနဲ့တွေ့တယ်လိမ့်နင်ညာနဲ့ပွဲမှာလေကျွန်တော်ဖြင့် unanimous decision နဲ့နိုင်မီတောင်ထင်တာဗျဒါမဲ့သိတဲ့အတိုင်းပဲထိုင်းချန်ပီယံရှစ်ကရုပ်တယ်ရုပ်ပြီးတော့ဒီလိုမျိုးပဲပေးလိုက်တယ်ကျွန်တော်တို့ဖိုက်တာလေးနစ်နာသွားတယ်ဗျာဒါပေမဲ့လုံးဝဆွဲမလျှော့ဘူးစူးစမ်းတယ်စူးစမ်းနေတဲ့တကယ်နိုင်ပွဲပြန်ရတယ်ပြီးတော့တကယ်အောင်မြင်မှုတွေကဗျာခန်းခန်းနာနာပဲဒီတော့ကျွန်တော်တို့ပရိသတ်တွေကလည်းသဘောကျတယ်ကြော်ကြီးကိုယ်တိုင်လည်းအရန်စူးစမ်းတယ်ဗျာသူ့ချင်းမှာကြည့်လိုက်သူ့လိုစူးစမ်းတဲ့ဖိုက်တာဆိုတော်တော်ရှားတယ်တကယ်ကိုစူးစမ်းတယ်ဗျာမစုံမနစ်နဲ့စူးစမ်းနေအဲ့ချိန်မှစားချိန်မှလုံးဝဒီမာရှယ်ပေါ်လေသူကတအားကိုချင်းလုံးအားကြီးတယ်ဗျာဒီတော့သူ့ရဲ့အောင်မြင်မှုတွေအမကန်ဖြစ်လာမှာပဲကျွန်တော်တို့ယုံကြည်တယ်ဗျာဒီတော့မကြခင်မှာကျော်တော်ဝင်းရဲ့ပွဲသတင်းထွက်လာတော့မယ်ဆိုတဲ့အကြောင်းပြောပြချင်းမှာပြီးခဲ့တဲ့အပတ်တုန်းကကျော်တော်ဝင်းရဲ့တထေးကဘလို့ post တင်ထားလဲဆိုတော့ကျော်တော်ဝင်းအနေနဲ့ရန်လေးချင်းပြင်ဆင်နေပြီကျော်တော်ဝင်းကိုနောက်ပွဲမှာဘယ်သူနဲ့တွေ့စေခြင်းလဲဆိုတဲ့ပုံစံမျိုးနဲ့မေးထားတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်မြန်မာပရိသတ်တွေကတော့ချော်ရဆူရီယန်လက်ပါဖြစ်တဲ့ညာဖြစ်တယ်ပေါ့ဗျာအဲ့လိုမျိုးတွေနဲ့တမင်ဖိုက်တာသူတို့တွေ့စေတဲ့ဖိုက်တာတွေနဲ့ရေးသားထားတာမျိုးကိုကျွန်တော်တွေ့ရတယ်ပြီးတော့မကြသေးရင်ကနာမည်ကျော် Stan Feders ကဘယ်လိုမျိုးရေးလိုက်လဲဆိုတော့မကြခင်မှာကျော်တော်ဝင်းရဲ့ပွဲလာတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးသားထားတယ်ဒီနေ့မှာလည်း Stan ကပြန်ပြီးထပ်ပြီး post တင်ထားတယ်ဘယ်လိုမျိုးလဲဆိုတော့ Fighting Bro ဆိုတဲ့ပုံစံမျိုးနဲ့ကျော်တော်ဝင်းကိုအားပေးထားတာမျိုးကိုတွေ့ရတယ်ဒီတော့ကျော်တော်ဝင်းရဲ့ပွဲကလာတော့မယ်မကြခင်မှာထိုးပွဲဆိုင်ရာစာချုပ်မှာလက်မှတ်ထိုးတော့မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒီတော့ပွဲကနောက်လာထဲမှာကြည့်ရမလားဆိုတာဆက်ကြည့်ရမယ်ဩဂတ်စ်လအစောပိုင်းဖြစ်မလားဒါမှမဟုတ်လကုန်ပိုင်းလောက်မှာဖြစ်မလားဆိုတာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျော်ရဲ့ပြိုင်ဘက်ကဘယ်သူဖြစ်မလဲဆိုတာတော့အတိအကျမပြောတတ်ဘူးစူရီယန်လက်တို့လိုနာမည်ကြီးဖိုက်တာဖြစ်ဖို့ကတော့ရာဂိုင်လုံးနေသေးတယ်လို့ကျွန်တော်ကတော့မြင်တယ်ကျော်တော်ဝင်းကမြန်မာနိုင်ငံကစူပါစတာဖိုက်တာဒီတော့ promotion ဘက်ကတွန်းတင်ရင်လည်းတွန်းတင်ကောင်းတွန်းတင်နိုင်တယ်ဒါမှမဟုတ်သူတို့ဘက်ကလည်းအမျိုးမျိုးလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့ဖြစ်လာမလဲမသိဘူးဒါမဲ့စူရီယန်လက်တို့လိုမျိုးဖိုက်တာတွေနဲ့တော့ပေးတွေ့ပေးဖို့ရာဂိုင်လုံးနေသေးတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာတအုပ်ဖြစ်တဲ့ကျော်ဆောင်ဝင်းရဲ့အနေထားကျွန်တော်တို့မြန်မာပရိသတ်တွေအရင်သဘောကျတဲ့ကျော်ကြီးရဲ့အခြေအနေနဲ့မကြခင်မှာကျော်ကြီးပွဲကိုတစ်ဖန်ပြန်ကြည့်ရတော့မယ်ဆိုတဲ့အကြောင်းကိုပရိသတ်တွေစီကိုပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာ